ဆရာကိုကျမအမှန်တိုင်းပြောပြဖို့လိုတယ်ထင်တယ်ဆရာအမေကဆရာထင်ထားသလိုမျိုးမဟုတ်ဘူးနော်ကျမမှာပြုစုဆောင်ရှောက်ရမယ်ကလေးငယ်3ယောက်ရှိတယ်ကျမတာကိုဆရာကိုပြောပြလိုက်ရင်ဆရာအမေကကျမကိုဘာတွေများလုပ်မလဲဆိုတာကျမကြောက်တယ်ရှင်မာရီယာနာဘာဖြစ်လို့လဲဟယ်လိုကျွန်တော်တန်ကိုကြားရလားဟယ်လိုပန်ဟာဖုန်းထဲကနေမာရီယာနာရဲ့နာမည်ကို3-4ကြိမ်လောက်ခေါ်ကြည့်ခဲ့ပါတယ်ဘာမှပြန်မထူပါဘူးတစ်ပတ်မှတိတ်ဆိတ်မှုပဲရှိနေပါတယ်သူဟာကားထဲမှာဒေါသတကြီးအော်ဟစ်လိုက်ပြီးစတီယာရင်ကိုလက်နှစ်ဖက်နဲ့စောင့်ရိုက်ချပစ်လိုက်ပါတယ်အဲ့ဒီချိန်အိမ်ထဲမှာတော့သူ့ရဲ့အမေကမာရီယာနာရဲ့ပါးစပ်ကိုလက်နဲ့တင်းတင်းကြပ်ကြပ်ပိတ်ထားပြီးစင်းကြံလန်းအတိုင်းဆွဲခေါ်သွားနေပါတယ်မာရီယာနာကအော်ဟစ်ဖို့ကြိုးစားရင်းသူမရဲ့ခြေထောက်တွေကကျမ်းပြင်ပေါ်မှာတရွတ်တိုက်ပါသွားခဲ့ပါတယ်ဒါပေမဲ့အရက်ပိုရှိတဲ့မျိုးသမီးကြီးကိုသူမမရှင်နိုင်ခဲ့ပါဘူးနန်စီကသူမကိုတင်းငယ်တဲ့အဝတ်လျှော်ခန်းလေးထဲတွန်းပို့လိုက်ပြီးတကားကိုစောင်းပိတ်ကအပြင်ကနေတော့ခတ်လိုက်ပါတယ်ကားထဲမှာတော့ပန်ကစတီယာရင်ကိုဆွဲလဲပြီးရှိတ်တာလမ်းမကြီးရဲ့အလဲမတင်ယူထန်ကွေ့လိုက်ပါတယ်ပေးပတ်ဝန်းကျင်ကဟွန်းတန်တွေစူညံနေတဲ့ကြားတွေကနေသူကလမ်းလက်ကျွန်းကိုဖြတ်မောင်းသွားခဲ့တာပါသူကဖုန်းကိုကောက်ကင်ပြီး TCC ဖုန်းခေါ်ဖို့ကြိုးစားခဲ့ပါတယ် Voice Mail ပဲဝင်သွားပါတယ်အိမ်ကလုံခြုံရေးကင်မရာ app ကိုဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့မျက်နှာပြင်အမဲရောင်ပဲပေါ်နေပါတယ်ကင်မရာတွေကိုပိတ်ထားခဲ့တာပါဧကန်ထဲမှာတော့ဒေးစီဟာစင်းကြံလမ်းဘက်ကထွက်လာတဲ့အတန်တွေကိုကြားနေရပြီးဆိုဖာပေါ်ကနေထားဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲနန်စီကအထဲကိုပြောင်းဝင်လာပြီးသူမရဲ့မျက်နှာကိုလက်ညှိုးငေါငေါထိုးပါတော့တယ်ထိုင်နေစမ်းနင်ထားရက်လိုက်တာနဲ့နင့်အတွက်ပိုဆိုးသွားလိမ့်မယ်ဒေးစီဟာဆိုဖာကူရှင်ပေါ်ပြန်ထိုင်ချလိုက်ပြီးသူမရဲ့ပိုက်လေးကိုလက်နဲ့ကာထားလိုက်ပါတယ်မျက်ရည်တွေကတိတ်တဆိတ်စီးကျနေပါတယ်ဘန်ဟာမိဘအနေနဲ့ခုကိုဆက်တိုက်ဖြတ်မောင်းလာခဲ့ပါတယ်သူကဖုန်းကိုကင်ပြီးရဲအရေးပေါ်နှမ်းဘက်ကိုခေါ်လိုက်ပါတယ်ပုံလက်ခံသူကပြန်ထုတ်လိုက်တဲ့အခါသူကအော်ဟစ်ပြီးကျွန်တော်မိမကိုဝင်းတဲ့ပါအိမ်မှာကျွန်တော်အမေနဲ့နှစ်ယောက်တည်းရှိနေတာကျွန်တော်အမေကကျွန်တော်မိမနဲ့ကျွန်တော်အိမ်အကူကိုတခုခုလုပ်နေတယ်လို့ကျွန်တော်ထင်တယ်အခုချက်ချင်းရဲကားတစ်စီးလွှတ်ပေးပါလို့ပြောလိုက်ပါတယ်ဖုန်းလက်ခံသူကမေးခွန်းနဲ့ထပ်မေးဖို့ကြိုးစားပေမဲ့ဘန်ကဖုန်းကိုပေးခုံပေါ်ပြစ်ချလိုက်ပြီးလီဗာကိုအဆုံးထိနင်းချလိုက်ပါတယ်10မိနစ်တွင်းမှာပဲသူဟာအိမ်ရှိတဲ့လမ်းကိုရောက်ရှိလာခဲ့ပါတယ်သူကကားကို2 blocks အကွာမှာရပ်ခဲ့တာပါကားပေါ်ဟာဆင်ပြီး platform ပေါ်ကနေခက်မြက်မြက်ရှောက်လာခဲ့ရမှာသူ့ရဲ့ကုတ်အင်းကြီးခန္ဓာကိုယ်မှာတစ်ဖြက်ဖြက်ရိုက်ခတ်နေပြီးရင်တွေလည်းတဒိန်းဒိန်းခုန်နေပါတယ်ချန်တကာနာနီးလာတဲ့အခါမှာသူကအရှိန်ကိုလျှော့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူအရှင်ကတခါမှမမြင်ဘူးတဲ့အရာတစ်ခုကိုတတိထားမိလိုက်ပါတယ်ရွှွနွေပေးချန်နေတဲ့အနက်ရောင်ပစ်ကတ်ကားအဟောင်းတစ်စီးကအိမ်ဘေးနာနှောက်ပေါက်တကားအနီးမှာရပ်ထားတာပါအဲ့ဒါသူ့အမေရဲ့ကားမဟုတ်ပါဘူးမာရီယာနာရဲ့ကားလည်းမဟုတ်ပါဘူးသူသိတဲ့သူတွေထဲကဘသူကားမှမဟုတ်ပါဘူးပန်ဟာအဲ့ဒီပစ်ကတ်ကားကိုစိုက်ကြည့်ရင်2 စက္ကန့်လောက်ကြက်သေးသေးသွားပါတယ်တခုခုတော့အရင်ကမှားနေပါပြီသူဟာရှေ့တကားစီကိုတိတ်တဆိတ်ရှောက်သွားလိုက်ပြီးအဝင်ဝပေးရ2ရက်မှကြောမိရင်တစ်သားတကားကိုနားနဲ့ကပ်ပြီးနားထောင်လိုက်ပါတယ်အိမ်ထဲကနေသူ့အမေရဲ့အော်ဟစ်တန်ကိုကြားနေရပါတယ်ဒေးစီရဲ့တိတ်တဆိတ်ငိုရှိုက်တန်တွေကိုလည်းကြားနေရပါတယ်ပြီးတော့တာတီယာမြောင်အတန်တစ်ခုပါသူကြားလိုက်ရပါတယ်ဧကန်ကျမ်းပြင်ပေါ်မှာရှောက်နေတဲ့လေးလံတဲ့ခြေတံတွေပါဘိုးဖနက်ခြေတံတွေယောက်ျားတစ်ယောက်ရဲ့ခြေတံတွေပါပဲအဲ့ဒီလူကဘာတူလဲဆိုတာသိချင်တော့ပတ်ထရီလို့ comment ပေးခဲ့ကြပါနော်